အားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒီနေ့ဗုဒ္ဓနေ့မှာလည်းလုံးမိုင်ရှစ်လုံးမိုင်နဲ့ညီးသွားတယ်ပေါ့နော်ခွန်8 9ကီးလည်းညီးသွားပါတယ်အားလုံးအဆင်ပြေကြမယ်လို့ထင်ပါတယ်ပေါ့နော်ကျွန်တော်တို့မနက်ဖြန်အတွက်ပေါ့နော်18ရက်9လပိုင်း2025ခုနှစ်နော်ကြာတာပရင်းနေ့အတွက်တနေ့ကုန်အကောင်းဆုံးကီး3လုံးထိမှပေါက်မဲ့ထိပေါက်ကီး3လုံးပေါ့နော်ဆရာရဲ့ထိပေါက်ကီး3လုံးကိုအရင်ပြောပြပေးပါမယ်ထိပေါက်ကီး3လုံးကတော့ဒီမနက်ဖြန်18ရက်9လ2025ကြာတာပရင်းနေ့အတွက်တရက်စာထိပေါက်ကီး3လုံးကခွန်8 9ပဲပြန်ကြပါတယ်နော်မနက်ဖြန်လည်းခွန်8 9ပဲပြန်ကြပါတယ်တရက်စာအကောင်းဆုံး1ချင်းတပင်ကတော့ဆရာတို့4 9 1ချင်းဖြစ်ပါတယ်4 9 1ချင်းဖြစ်တဲ့အတွက်ခွန်8 9ကီးနဲ့ပြန်ပြီးရှင်ကြည့်လိုက်တဲ့အခါမှာနက်ဖြန်ကြာတာပရိနေ့အတွက်ကိုတနေ့ကုန်ဟာ6ပိုင်တစ်လုံးအကောင်းဆုံးဖြစ်ပါတယ်နော်လုံးမိုင်အနေနဲ့6တစ်လုံးဒီလုံးမိုင်အနေနဲ့အရန်ကောင်းပါတယ်လိုသလိုအသုံးချလို့ရတယ်ပေါ့နော်ဒါဆိုဆရာတို့နေ့တိုက်ကိုဆက်ပြောမယ်အကောင်းဆုံး break 3လုံးကမနက်ဖြန်အတွက်ကို4 9နှစ် break ဆိုပြီးတော့ကြာထားပါတယ်ပေါ့နော်ဒီ4 9နှစ် break ကြာထားတဲ့အတွက်မနက်ဖြန်ကိုဆရာတို့ကတင်ခွက်အနေနဲ့ဘာတွေကစားလို့ရမလဲဆိုရင်40 45 48 90 95ပြီးတော့93ပေါ့နော်အားလုံးထဲမှာဆိုလို့ရှိရင်အကြိုက်ဆုံးဒီ6ကွက်ထဲမှာအကြိုက်ဆုံးထပ်ပြီးရွေးပေးပါဆရာကြီးဆိုရင်ဒီတရက်စာအတွက်အကောင်းဆုံးကနန်း2ကွက်ကိုဆရာဘက်ကရွေးထားတာရှိပါတယ်ပေါ့နော်ဒါတွေကဘာတွေလဲဆိုလို့ရှိရင်48နဲ့93ဆိုပြီးတော့2ကွက်အကောင်းဆုံးရွေးထားပါတယ်အဲ့ဒီထဲမှာမှဆရာကြီးကန်ဆန်းညင်လို့တစ်ခွက်ကောင်းလေးပေးပါဆိုလို့ရှိရင်တော့93တကွက်ထဲရွေးထားပါတယ်အားလုံးကန်ပေးရင်တော့ဆက်ပြီးတော့ရကြမှာပါကဲအားလုံးပဲဆက်ပြီးတော့အဆင်ပြေကြပါစေနော်ကြာတာပရိတောက်ကြ2ရက်အတွက်မန်ပါကတ်သမားတွေရဲ့လည်းစောစောလာယူကြပါလို့နော်စောစောလာယူချပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကြာတာပရိနေ့မနက်ပိုင်းကိုဆရာနည်းနည်းသွားစရာလေးရှိလို့ပေါ့နော်သွားစရာလေးရှိတဲ့အတွက်အခုညပေါ့နော်အခုညစောစောလေးလာယူထားကြပါလို့နော်